ပစ္စည်းနှစ်ခုကအရေးသွေးရောဈေးနှုန်းရောအတူတူပဲဖြစ်နေပေမဲ့အယောင်လေးတစ်ခုကြောင့်ရွေးချယ်မှုပြောင်းတော့တာမျိုးကြုံမှုပါသလားတချို့ပစ္စည်းတွေကိုကိုယ်တကယ်လိုအပ်လို့မဟုတ်ပဲအယောင်လေးလှလို့ကောက်ဝယ်လိုက်တာမျိုးရောရှိလားကျွန်တော်တို့သတိမထားမိပေမဲ့အယောင်တွေဟာကျွန်တော်တို့ဦးနှောက်ရဲ့ဆုံးဖြတ်ချက်တွေကိုနေ့စဉ်နဲ့အများလွှမ်းမိုးနေပါတယ်ဈေးဝယ်တဲ့အခါအစားအသောက်ရွေးတဲ့အခါဒါမှမဟုတ် application တစ်ခုကို download လုပ်တဲ့အခါတွေမှာပေါ့ကမ္ဘာပေါ်ကနာမည်ကြီး brand တွေဟာအယောင်တွေကိုသုံးပြီးကျွန်တော်တို့ရဲ့စိတ်ခံစားချက်ကိုထိန်းချုပ်နေကြပါတယ်စိတ်ပညာမှာဒါကို color psychology လို့ခေါ်ပါတယ်အယောင်တွေကကျွန်တော်တို့ကိုဘယ်လိုများလှည့်စားနေတာလဲဒီဗီဒီယိုမှာတော့အယောင်တွေရဲ့နောက်ွယ်ကလှုပ်ဝက်ချက်တွေကို brainwave ကနေရှင်းပြပေးတော့မှာပါတဲ့ဦးနောက်ကိုအယောင်တွေကဘယ်လိုအလုပ်လုပ်ခိုင်းနေလဲဆိုတာကိုအတူတူဆက်ပြီးလေ့လာကြည့်လိုက်ရအောင်အယောင်ဆိုတာတကယ်တော့အလင်းလိုင်းတွေကနေတစ်စက်မျက်လုံးကလက်ခံရယူတဲ့အချက်လက်တွေပါမျက်လုံးကမြင်လိုက်တဲ့အယောင်ကဦးနောက်ရဲ့စိတ်ခံစားမှုဆိုင်ရာအစိတ်ပိုင်းစီကိုတိုက်ရိုက်ရောက်သွားပါတယ်အဲ့ဒီကနေတစ်စင်ဟော်မုန်းတွေထွက်လာပြီးကျွန်တော်တို့ရဲ့ခံစားချက်နဲ့အပြုအမူတွေကိုချက်ချင်းပြောင်းလဲစေတာပါဒါဟာရှေးခေတ်လူသားတွေလက်ထက်ကတည်းကပါလာတဲ့ပင်ကိုဗီဇပါဥပမာအနီရောင်အသီးကိုမြင်ရင်စားလို့ရမှန်းတည်ပြီးအနက်ရောင်ကိုမြင်ရင်အစိတ်ရှိတယ်လို့သတ်မှတ်ခဲ့ကြတာမျိုးပေါ့သူဒေသနာတွေအရလူတွေပစ္စည်းတစ်ခုကိုဝယ်ဖို့ဆုံးဖြတ်တဲ့အခါ93%ကအမြင်အာရုံပေါ်မှာမူတည်နေပါတယ်အဲ့ဒီအထက်ကမှဖျားစရာဂိုင်းတုံးကအယောင်ကြောင့်ဝယ်ဖြစ်သွားတာလို့ဆိုပါတယ်။ဒါကြောင့်ကုမ္ပဏီတွေဟာသူတို့ရဲ့ logo တွေပစ္စည်းတွေကိုဒီဇိုင်းဆွဲတဲ့အခါအယောင်တွေကိုအလွယ်တကူမရွေးချယ်ကြပါဘူး။တန်းနဲ့ချီတဲ့ငွေတွေကိုအသုံးပြုပြီးဘယ်အယောင်ကလူတွေကိုပို့ဆွဲဆောင်နိုင်လဲဆိုတာကိုအသေးစိတ်လေ့လာကြပါတယ်။ကဲအယောင်တစ်မျိုးချင်းစီမှာဘလို့အတိတ်ပဲတွေရှိလဲဆိုတာကြည့်ရအောင်။ပထမဆုံးအနီရောင်အကြောင်းပြောကြရအောင်အနီရောင်ဟာနှလုံးခုန်နှုံကိုမြန်စေပြီးသွေးလေပတ်မှုကိုအားကောင်းစေတဲ့အယောင်ပါအနီရောင်ကိုမြင်ရင်လူတွေကစားလောင်မှုကိုပိုခံစားရပါတယ်ဒါကြောင့်နာမည်ကြီးစားတောက်ဆိုင်အများစုကအနီရောင်ကိုသုံးကြတာပါနောက်တစ်ချက်ကအနီရောင်ဟာအရေးအကြီးဖြစ်ခြင်းဆိုတဲ့ urgency ကိုကိုးစားပြီးပါတယ်ဈေးဝယ်စင်တာရီမှာ sale သို့မဟုတ် discount ဆိုင်ပုတ်ဒီကိုအနီရောင်နဲ့ရေးထားတာသတိထားမိမှာပါမြင်မြင်မဝယ်ရင်ကုန်တော့မယ်ဆိုတဲ့ခန်းစားချက်ကိုဦးနှောက်ထဲရောက်သွားအောင်လုံဆောပေးတာပါ YouTube ရဲ့ subscribe button တွေကအနီရောင်ဖြစ်နေတာလည်းမတော်တဆမဟုတ်ပါဘူးအနီရောင်ဟာလူတွေကိုအာယုံစိုက်မိစေပြီးချက်ချင်းလုံဆောင်မှုတွန်းအားပေးတဲ့အယောင်ဖြစ်ပါတယ်ဒါအပြင်ရမ်းမှစိတ်လှုပ်ရှားမှုနဲ့စွမ်းရည်တွေကိုလည်းကိုးစားပြုပါတယ်ဒါကြောင့်လူတွေကိုမြ мян ဆန်ဆန်ဆုံးဖြတ်ချစေခြင်းတဲ့အခါအနီရောင်ကိုသုံးကြပါတယ်ဒုတိယတစ်ခုကတော့အပြာရောင်ပါပဲအပြာရောင်ကတော့အနီရောင်နဲ့လုံးဝဆန့်ကျင်ပါပဲသူကယုံကြည်မှုလုံခြုံမှုနဲ့တည်ငြိမ်အေးချမ်းမှုကိုကိုးစားပြုပါတယ် Facebook, LinkedIn စတဲ့ social media တွေဘာလို့အပြာရောင်ကိုသုံးထားလဲစဉ်းစားကြည့်ဘူးလားအပြာရောင်ဟာလူတွေကိုစိတ်အေးချမ်းစေပြီးဆက်သွယ်ရေးအတွက်ယုံကြည်မှုတည်ဆောက်ပြီးလို့ပါဘန်ဒီဘာမကုမ္ပဏီတွေစီးရုံတွေအများစုဟာလည်းအပြာရောင်ကိုပဲသုံးကြပါတယ်ကျွန်တော်တို့ကိုယုံကြည်စိတ်ချစွာအနန္တဆိုတဲ့ message ကိုအယောင်ကနေတဆင့်ပေးနေတာပါအလုပ် interview သွားတဲ့အခါအပြာရောင်ဝတ်စုံဝတ်သွားနေတစ်ဖက်လူကတင့်ကိုတည်ငြိမ်ပြီးယုံကြည်ရတဲ့လူလို့အလိုလိုတတ်မှတ်သွားတတ်ပါတယ်ဒါပေမဲ့အပြာရောင်ဟာအစားအသောက်လောကမှာတော့အသုံးမဝင်ပါဘူးစားခြင်းစိတ်ကိုလော့ကြစေလို့ပါအပြာရောင်ဟာအေးချမ်းမှုနဲ့ယုံကြည်မှုကိုတည်ဆောက်တဲ့နေရာမှာတော့ဆရာတစုပါအစိမ်းရောင်ကတော့တဘာဝတရားကျန်းမာရေးနဲ့ငွေကြေးကိုကိုးစားပြုပါတယ်။ organic ဖြစ်တဲ့အစားအသောက်တွေကျန်းမာရေးထုတ်ကုန်တွေမှာအစိမ်းရောင်ကိုအများဆုံးသုံးကြပါတယ်။အစိမ်းရောင်ကလူတွေကိုငြိမ်းချမ်းစေပြီးချမ်းသာကြွယ်ဝမှုကိုလည်းကိုးစားပြုပါတယ်။အရာဝါရောင်ကတော့ပျော်ရွှင်မှုနှုတ်ပြမှုနဲ့အာယုံစိုက်ခံရမှုကိုကိုးစားပြုပါတယ်။မြင်လိုက်တာနဲ့စိတ်ကိုတက်ကြွစေပြီးအကောင်းမြင်စိတ်ကိုဖြစ်ပေါ်စေပါတယ်။ဒါပေမဲ့ဈေးဝယ်ရှာဖွေမှုမှာတော့အရာဝါရောင်ကိုဈေးသက်သာတယ်ဆိုတဲ့သဘောနဲ့သုံးတတ်ပါတယ်။နောက်တစ်ခုကတော့အနက်ရောင်ပါသူကတော့ဇင်းလူပစ္စည်းတွေတန်ဖိုးကြီးမှုနဲ့အာဏာကိုပြတာပါတယ်။ Apple လိုမျိုး brand တွေကသူတို့ရဲ့ premium ပစ္စည်းတွေမှာအနက်ရောင်ကိုတေချာရွေးချယ်သုံးစွဲပါတယ်။အယောင်တစ်မျိုးချင်းစီမှာသူတို့ရဲ့ကိုယ်ပိုင်စိတ်ပညာသတ္တိတွေရှိနေကြတာပါ။ဒါဆိုရင်ဒီအယောင်တွေကကျွန်တော်တို့ကိုဘယ်လိုထိန်းချုပ်နေတာလဲ။ e-commerce website တွေမှာ buy now ဆိုတဲ့ခလုတ်လေးတွေရဲ့အယောင်ကိုသတိထားဖို့လား။ကုမ္ပဏီတွေဟာအစိမ်းရောင်ခလုတ်နဲ့အနီရောင်ခလုတ်ဘယ်ဟာတာပိုရောင်းလဲဆိုတာကိုအမြင်စမ်းသပ်လေးရှိပါတယ်။စမ်းသပ်ချက်တွေအရအနီရောင်ခလုတ်ကအစိမ်းရောင်ထားလူတွေကိုနှိပ်ချင်စေ21%ပိုထွက်စေတယ်လို့ဆိုပါတယ်။အယောင်လေးပြောင်းလိုက်ရုံနဲ့ကုမ္ပဏီတွေအတွက်အမျက်တွေတန်းနဲ့ချီပြီးပိုရသွားစေချင်ပါတယ်။တင်းအနေနဲ့ဈေးဝယ်သွားတဲ့အခါဒါမှမဟုတ် online ကနေပစ္စည်းတစ်ခုဝယ်မယ်ဆိုရင်ငါတကယ်လိုအပ်လို့ဝယ်တာဒါမှမဟုတ်အယောင်အစင် packaging လှလို့ဆွဲဆောင်ခံလိုက်ရတာလားဆိုတာဖြန်းထွေးကြည့်ပါ။ marketing သမားတွေကလူတွေရဲ့စိတ်ခံစားချက်ကိုအယောင်နဲ့ငားများတယ်လို့များနေတာပါ။ဒီအချက်ကိုသိထားရင်မလိုအပ်တဲ့အသုံးစရိတ်ကိုအများကြီးလွတ်ချနိုင်ပါလိမ့်မယ်။ခံစားချက်ကိုဦးစားမပေးဘဲအတိအကျနဲ့ဆုံးဖြတ်နိုင်ဘူးလို့ပြောပါတယ်။အယောင်ဒီဆိုတာကျွန်တော်တို့ဘဝကိုလှပစေတဲ့အရာတွေပါ။ဒါပေမဲ့တပြိုင်နက်တည်းမှာပဲကျွန်တော်တို့ရဲ့ဦးနှောက်ကိုအမိန်ပေးနေတဲ့အရာတွေလည်းထက်ပါတယ်။ color psychology ကိုနားလည်ထားခြင်းဟာတင့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကိုပိုပြီးပိုင်နိုင်စေမှာပါ။အယောင်တွေကတင့်ကိုထိန်းချုပ်တာမခံပဲတင်ကသာအယောင်တွေကိုနားလည်ပြီးထိန်းချုပ်လိုက်ပါ
ဒီကနေ့ဗီဒီယိုလေးကတိတ်အထက်စိတ်ဝင်စားစရာကောင်းလိမ့်မယ်လို့ယုံကြည်ပါတယ်ဒီလိုမျိုးလူတွေတိတ်မသိသေးတဲ့စိတ်ပညာနဲ့တွေးခေါ်မှုဆိုင်ရာဗီဒီယိုတွေကိုဆက်ကြည့်ခြင်းနဲ့ဆိုရင် Brain Wave ကို subscribe လုပ်ထားပါဗီဒီယိုအသစ်တွေတင်တိုင်းအရင်ဆုံးထိရအောင်ခေါင်းလောင်းလေးကိုပါနှိပ်ထားပေးပါနော်တဲ့အနေနဲ့ရောဘယ်အယောင်ကိုအကြိုက်ဆုံးလဲဆိုတာ comment မှာရေးပေးခဲ့ပါအောင်အချင်းပေးပြီးကြည့်ရှုပေးတဲ့အတွက်အကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲပျော်ရွှင်စရာနေ့လေးဖြစ်ပါစေနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်